ဒါသူများခောက်သွားတယ်ရနော်သိဘူးအခုမှကျွန်တော်ခောက်လိုက်တယ်အဲ့တော့တော်တော်လာရနော်ကြောက်ကတော့ရှိုးပြာနော်တော်တော်လေးတော့တူတယ်ဗျနော်စစ်ကြီးမှသိပဲရနော်ဒီမကြီးခောက်တဲ့နေရာတော့ကြောက်ရမ်းပဲကြောက်ချော်ပဲဗျနော်ဒါပဲကောင်ဝါထားကြလဲမင်းတို့ကျွန်တော်လည်းပြန်ဝါကြည့်အောင်လုံးကြီးဗျနော်ထိုင်တော်တော်လေးလာရှိုးလိုက်အတန်လားတော့နော်စက်တန်တော့နော်တိမ်နဲ့နေရဗျာရတော့ဖွေးတယ်ဗျနော်ကျွန်တော်ပြောသလိုဝိတ်ကလည်းရှိတယ်ဒီကောင်နော်ရေသက်မှာဆိုတော့ကောင်ဝါတာလည်းကြည့်တယ်နော်တစ်ချက်ကြည့်ရတာကြောက်ရမ်းပဲဒါသူများခောက်သွားတယ်ရနော်သိဘူးအခုမှကျွန်တော်ခောက်လိုက်တယ်အဲ့တော့တော်တော်လာရနော်ရေစီးကြောင်းမှာဆိုတော့မျောကြောင်းဒီမနော်ဒီမဲကြောက်ချော်တော့ဒါမျိုးပြပါလေးပြနော်ချော်လေးတော့ပါလေးလာတာပါလို့လုံးကြီးဗျာဝိတ်ကလည်းတစ်ရှိုးလို့လက်ကောက်တော့ခွင်းနိုင်တော့ရမနော်ခွင်းတော့ရမယ်နော်လုံးပါနော်သူကခေါ်ကြည့်မယ်ရနော်ဒီဘက်ကိုစစ်ကြည့်မယ်ပြန်ဝါကြည့်ရပါရနော်ကိုလည်းနားလေးခေါက်မှတည်ရကြောက်ဆိုတော့မျိုးသွားတော့နစ်ဝင်သွားရနော်ဒီဘက်တော့ညနေနစ်ဝင်သွားပြီကြောက်မဟုတ်တဲ့လက္ခဏာပဲရခေါက်လေးတော့နစ်ဝင်လေကြောက်တော့နစ်ဝင်နော်ဒီမကြီးကြားလေးပဲမြင်လားကြားလေးပဲအဲကြောက်မဟုတ်တဲ့လက္ခဏာရှင်းလိုက်ပါလားကွာငါးပိတ်တာလောက်ရှိတယ်